ညတကောင်ရံမှာစပင်မဖီးရဆိုတဲ့ရှေးလူကြီးတွေရဲ့စကားကိုအပိုတွေလျှောက်ပြောနေတာလို့တင်ချင်နေပါသလားအဲ့ဒီတုန်းကကျွန်တော်ကအသက်15နှစ်အရွယ်ဆိုတော့ဘာဘူးမှမကြောက်တတ်တဲ့အရွယ်ပေါ့မြို့နယ်လေးတစ်ခုကတဲခုခန်းမှာကျွန်တော်အလုပ်လုပ်နေတုန်းကကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုကတော့အခုထိညတကောင်ကျော်လို့ပြီးဆိုတဲ့အတန်ကြားတာနဲ့ကြောချမ်းသွားရတော့မယ်တဲခုခန်းပိုင်ရှင်ကမျက်စိတစ်ဖက်လက်နေတဲ့အဖိုးကြီးတယောက်လေသူကစိုင်ပိတ်ပြီးဆိုရင်နောက်ကလေးကပိုးစာပင်အိုကြီးကိုကြည့်ပြီးတယောက်တည်းရေရွတ်နေတတ်တာညဘက်မှန်ကြည့်ရင်ဝိညာဉ်ပါသွားတတ်တယ်ဘီးနဲ့စပင်ပြီးရင်တော့တရေ6ခံရလိမ့်မယ်ဆိုပြီးသူပြောနေတာတွေကိုကျွန်တော်ကတော့အလကားလျှောက်ပြောနေတာလို့ပဲသတ်မှတ်ခဲ့တာပေါ့တနေ့မှာတော့တောင်ပိုင်းနယ်ကနေလာတဲ့မိန်းကလေးတယောက်အနောက်ဘက်ခန်းမှာလာတဲ့ကိုတဲ့သူကမြို့တော်ကိုစာမွေးပွဲသွားဖြစ်တဲ့ဝမ်းကွဲအကူဖြစ်သူကိုစောင့်နေရတယ်သူကအိတ်ခမ်းနီးတိုင်းစပင်ဖြီးတတ်တဲ့အချင်းရှိတယ်ငွေသားကွက်ထားတဲ့သူ့ရဲ့တစ်သားပီးလေးကစပင်ဖြီးလိုက်တိုင်းရှက်ရှက်နဲ့အတန်ထွက်နေတာကနားထဲမှာနားထောင်လို့တောင်ကောင်းနေသေးတာတညမှာတော့ကျွန်တော်ကင်းလဲနေတော့အနောက်ဘက်ခန်းကစပင်ဖြီးတဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီအချိန်ကညတကောင်ရဲ့3ချက်တိအချိန်ဆိုတော့မြင်းမြင်းရမယ့်အချိန်ကြော်နေပြီလေကျွန်တော်လည်းပလင်းပေါက်ကြားကနေချောင်းကြည့်လိုက်တော့အဲ့ဒီမိန်းကလေးကကြီးမှန်ရှိမှထိုင်ပြီးစပင်ကိုအေးအေးဆေးဆေးဖြီးနေတာကိုတွေ့လိုက်ရတယ်လာရောင်ကပလင်းပေါက်ကနေဖြက်စီးဝင်နေတော့သူ့မျက်နှာတစ်ချမ်းကဖြူဖြောနေပြီးသူဖြီးချလိုက်တဲ့စပင်တွေကတော့မဲနဲ့နေတာပဲကျွန်တော်ကြည့်နေတော့မှပဲသူကရုတ်တရက်ရက်လိုက်ပြီးမှန်ထဲကိုကြည့်ပြီးပြုံးပြလိုက်တယ်အဲ့ဒီအပြုံးကတကယ်ကိုထူးထူးဆန်းဆန်းကြီးပဲပါဇက်ကနာရွက်တက်ချိတ်မတက်ပြဲနေပေမဲ့မျက်လုံးတွေကတော့မှန်ထဲကတစုံတစ်ယောက်ကိုစိုက်ကြည့်နေတယ်လို့မျိုးအသက်မပါဘူးနောက်နေ့မနက်မှာအဲ့ဒီမိန်းကလေးကအခန်းအပ်ပြီးထွက်သွားတယ်ကျွန်တော်အခန်းတန်ရှင်းရေးလုပ်တော့မှန်အောက်မှာမင်းနဲ့နေတဲ့စပင်တစုကဘီးရဲ့သွားတွေမှာညှိနေတာကိုတွေ့တာနဲ့အဲ့ဒီစပင်တွေကိုခြံတောင်းကအမွှေးတိုင်ထုံတဲ့အိုးတွေကိုပစ်ထည့်လိုက်တာပေါ့ဒါပေမဲ့အဲ့ဒီနေ့ညမှာပဲထူးဆန်းတာတွေစဖြစ်တော့တာပဲကျွန်တော်အိပ်ပျော်နေတော့နားထဲမှာရှက်ရှက်ဆိုတဲ့စပင်ဖြီးတန်ကြီးကိုကြားလိုက်ရတယ်အဲ့ဒီအတန်ကကျွန်တော်ရဲ့ကတင်ကောင်းရင်းနားမှာလို့နားရက်နားမှာလို့တကယ်ကိုကတ်နေတာကျွန်တော်လက်လို့လာပြီးကြည့်လိုက်တော့လက်ရောင်အောက်မှာလူရိပ်ဖြူဖြူကြီးတယောက်ကကတင်ကောင်းရင်မှာရက်နေပြီးဘီးတစ်ချောင်းကိုကိုင်းကကျွန်တော်စပင်တွေကိုလာလိုက်နေတာကိုမြင်လိုက်ရတယ်ကျွန်တော်လည်းလမ်းဖြန်ပြီးတကားဝအထိလက်ပြလွှင့်မတက်ပြေးထွက်သွားခဲ့တာပေါ့နောက်ပြန်လှည့်ကြည့်လိုက်တော့အဲ့ဒီလူရိပ်ကမရှိတော့ဘူးဒါပေမဲ့ကျွန်တော်ရဲ့ခေါင်းပေးမှာတော့မနေ့ကကျွန်တော်လွှင့်ပြလိုက်တဲ့စပင်တစုကအတိုင်းသားပြန်ရောက်နေတာကျွန်တော်လည်းအကြောက်ကန်နဲ့အဖိုးကြီးစီသွားပြောတော့သူကမျက်လုံးပြူသွားပြီးတောင်ဝေးနဲ့ကျွန်တော်ကိုလိုက်ရိုက်တော့တာပဲငါပြောတာကိုမယုံရကောင်းမလားဆိုပြီးဆဲဆိုရိုက်နေရင်သူပြောပြတာကအဲ့ဒီမိန်းကလေးကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကလေးကတေးသွားခဲ့တာတဲ့ညတကောင်ရဲ့အချိန်မှန်ရှိမှစပင်ဖြီးနေတော့မှန်တဲ့ကအရာတစ်ခုကသူ့ဝိညာဉ်ကိုဆွဲခေါ်သွားခဲ့တာအဲ့ဒီကလေးကနှစ်တိုင်းအဲ့ဒီအချိန်ရောက်ရင်သူကတဲခုခန်းကိုပြန်လာပြီးအစားထိုးမဲ့ဝိညာဉ်ကိုလိုက်ရှာတတ်တာပေါ့ဘယ်သူမှဆိုသူစားပင်ဖြီးတာကိုမြင်မိရင်ဒါမှမဟုတ်သူခြံထားခဲ့တဲ့စပင်ကိုထိမိရင်သူ့အစားမှန်ထဲမှာကြံရစ်ခဲ့ရတာမျိုးလေအဖိုးကြီးကအဲ့ဒီညမှာတည်းအမွှေးတိုင်တွေအများကြီးထုံပြီးအဲ့ဒီတစ်သားဘီကိုမိဘုံနဲ့ပစ်ထည့်လိုက်တယ်ဘီကမီးလောင်နေတော့မှတစုံတစ်ယောက်ကရှိုက်ကြီးတင်ငိုနေတယ်လို့မျိုးတစီစီနဲ့အတန်တွေထွက်လာတာမီးကြံတွေကြားထဲမှာစပင်အမြင့်နှန်းတွေအများကြီးကဘီထဲကနေထွက်လာပြီးမျက်နှာတက်မီးခိုးငွေတွေဖြစ်နေမှန်ထဲကိုတိုးဝင်ပြောက်ကွယ်သွားခဲ့တယ်အဲ့ဒီနောက်ပိုင်းကျွန်တော်တကောင်ရံမှာဘီကိုမကင်ရတော့ဘူးလူကြီးတွေပြောတာကတော့ညဘက်မှာလူခန္ဓာကိုယ်ကရန်တက်တွေကအားနေနေတယ်လို့အထူးသဖြင့်တကောင်ကျော်အချိန်တွေမှာမှန်တဲ့ဘီလိုမျိုးအတုံးဆောင်တွေကမကောင်းဆိုးဝါးတွေကိုဆွဲဆောင်တတ်တာတဲ့စပင်ဖြီးတဲ့အတန်နဲ့အတူလူရဲ့ဝိညာဉ်အရှိန်ဝါတွေကိုတဖြည်းဖြည်းချင်းဆုပ်ယူသွားပြီးကိုယ်တိုင်တတိထားမိတဲ့အချိန်မှာတော့တင်းရဲ့ဝိညာဉ်လက်ပြကဘီရဲ့သွားတွေမှာညှိတွယ်ပြီးသူတို့အတွက်အစားထိုးဝိညာဉ်ဖြစ်သွားတတ်တယ်တဲ့ဒါတွေကတိုက်ဆိုင်မှုလို့ကျွန်တော်ထင်နေတော့အချိန်မှာပဲအဲ့ဒီနှစ်ဆောင်ရသည်မှာအင်ကြီးချင်းရွာကအမျိုးသမီးတစ်ယောက်ဟာကလေးငိုလို့ဆိုပြီးတကောင်ရံမှာကလေးချော်ရင်စပင်ဖြီးမိတာ3ရက်အတွင်းယူသွားခဲ့တယ်သူယူသွားပြီးနောက်မှာသူ့စပင်တွေထဲမှာတခုခုသွားလာနေတယ်ဆိုပြီးတနေကုန်ဘီးနဲ့မနာရန်ဖိနေတာနောက်ဆုံးဥယျာဉ်ပြားတွေပါကွာကြပြီးတွေးစိမ့်ရှင်ရှင်ထွက်နေတဲ့စပင်တွေကဘီးသွားမှညှိနေတာကအဲ့ဒီတုန်းကတဲခုခန်းမှာကျွန်တော်မြင်ခဲ့ရတာနဲ့တစ်ထက်တည်းပဲတချို့တော့ရှေးရိုးထုံတန်းတာတွေဆိုတာလူကြီးတွေကအပိုတက်တက်လောက်ကြံပြောထားတာမဟုတ်ပါဘူးအန်ဆွဲထဲမှာတင်ထားတဲ့ဘီးတစ်ချောင်းဟာမနဲ့လင်းတဲ့အထိညမောင်မောင်မှာဘာတွေကိုဆွဲဆောင်လာမလဲဆိုတာတင်ပေတော့မှခံမှန်းလို့ရမှာမဟုတ်ဘူး